Grade 10 Physics ရဲ့ Chapter 1မှာဆိုရင်ပထမဦးဆုံးအခန်းတစ်ကပါလဲဆိုတော့ Units and Measurement ဆိုပြီးရှိရပါတော့။ Unit ကတော့ဆိုတော့ Unit တွေရဲ့အကြောင်းကိုသင်ရမယ်။ပြီးတော့ Measurement ဆိုတာကအတိုင်းအတာတွေရဲ့အကြောင်းကိုသင်ရမှာပဲဖြစ်ပါတယ်။သူရဲ့အဓိကဒီအခန်းရဲ့အဓိကအကြောင်းအရာကဘာလဲဆိုတော့ယူဘဗေဒရဲ့အခြေခံတွေဘာလို့ချင်းလဲဆိုတော့လေ့လာခြင်းလို့လည်းပြောလို့ရပါတယ်။ဒါ Chapter 1ကိုသင်ရမယ့်အပိုင်းပေါ့နော်။အဲ့ဒါဆိုရင်ပထမဦးဆုံးတစ်ပိုင်းမှာဘာတွေ့လဲဆိုတော့ယူဘဗေဒဆိုင်ရာအရေးအတွက်တွေကို physical quantity လို့လည်းခေါ်ရပေါ့နော်အဲ့ဒီ physical quantity ဆိုတော့ဘယ်လိုမျိုးပြောတာလဲဆိုတော့ကြည့်အောင်ဒီပုံသေးနည်းနဲ့ပြောပြပေးမယ် Q = nu ဆိုပြီးရှိရပေါ့နော်အဲ့မှာဆိုရင် Q ကဆိုတော့ဘယ်လိုမျိုးရမယ်ပြောဆိုအလျားဟုတ်တယ်နော်အလျားဟုတ်ပြီနောက်တစ်ခု n ကဘာလဲဆိုတော့ကဏ္ဍကိုပြောအလျား1ဟုတ်လားအလျားဘာလဲ1အဲ့မှာနောက်က u ကဘာလဲဆိုတော့ unit အဲ့ဆိုအလျား1မီတာဟုတ်လားအဲ့ဆိုနောက်တစ်ခုထပ်ပြီးတော့ပြောကြည့်မယ်ဆိုတော့နားတစ်ခုနဲ့အင်ဂျီတက်ထဲဟုတ်တယ်နော်နောက်တစ်ခုရေနေပြောမလို့ရေဓာတ်ဘူးရေကဘာလဲ physical quantity တစ်ကဘာလဲဆိုတော့ number ဘူးကဘာလဲဆိုတော့ unit အဲ့ဆိုရေဓာတ်ဘူးအဲ့ဆိုဘာလဲဆိုတော့ Q = nu ပေါ့နော်အဲ့မှာသူ့ပြန်ပြီးတော့ရှင်းထားတယ်နားလည်မယ်လို့ထင်ပါတယ်ခုနကပြောတဲ့ဟာပေါ့နော်ဆိုတော့ sin တက်8ဟုတ်လား sin တက်8ကိုပြန်ပြီးတော့ခွဲမယ်ဆိုရင် sin တက်8 sin ကဘာလဲ Q ပေါ့နော်ဒီပုံတင်ဒီမှာဆိုဘာလဲ Q sin ကဘာလဲ Q နောက်တစ်ခုဘာလဲဆိုတော့ sin တက်8တက်ကဘာလဲဆိုတော့ n ဟုတ်လား8ကဘာလဲဆိုတော့ u အဲ့ပုံစံပေါ့နော်အဲ့ဆို Q ကဘာကိုပြောရလဲဆိုရင်ဆိုတော့ physical quantity ကိုပြောတာပါတယ်တိုင်းတာလို့ရတဲ့အရာတွေဟုတ်လားတိုင်းတာလို့ရတဲ့အရာတွေဆိုအများကြီးရှိတယ်ဆိုတော့တိုင်းတာလို့ရတဲ့အရာမျိုးတွေအကုန်လုံးကိုပါတယ်ပေါ့နော်ဥပမာသူကတော့ပြောထားတယ် lunch လေးကိုပဲပြောအလျားကိုပဲပြောထားတယ်ပေါ့နော်ပြီးနောက်တစ်ခု n ကကျတော့ numerical magnitude ကဏ္ဍတန်ဖိုးတွေကိုပြောတာပါခုနကပြောလိုက်တယ်ဆိုတော့အလျား1ဟုတ်လားအလျားဆိုရင်ဗာလဲ1မီတာရှိရ1ဆိုတဲ့ကဏ္ဍကဗာလဲဆိုတော့ n တန်ဖိုး numerical magnitude ကဏ္ဍတန်ဖိုးဖြစ်ပြီးတော့ u ဆိုတာဗာလဲဆိုတော့ unit ပဲဖြစ်ပါတယ်အဲ့ဆိုတော့သူတို့၃ခုပေါင်းမှာပဲဆိုတော့အတိုင်းအတာတစ်ခုရလိမ့်မယ်ပေါ့နော်ပြောရင် physical quantity ရဲ့ numerical magnitude ရဲ့ unit ကပေါင်းမှာဆိုတော့လိုချင်တဲ့အတိုင်းအတာတစ်ခုပြည့်စုံသွားဘာလို့မှလဲဆိုတော့ရပါလိမ့်မယ်အဲ့ဆိုကြည့်ကြည့်အောင်အလျား10မီတာ၃ခုပေါင်းမှာအလျား10မီတာဖြစ်တယ်ပေါ့နော်အလျား10မီတာကိုတစ်ခုချင်းစီခွဲတာအလျား10မီတာကိုတစ်ခုချင်းစီခွဲတော့အလျားကဘာလဲဆိုတော့ q ဖြစ်တယ်10ကဘာလဲဆိုတော့ n ဖြစ်ပြီးတော့မီတာကဘာလဲဆိုတော့ u ဖြစ်သွားတယ်ပေါ့နော်အဲ့ဒီပုံစံလေးဒါကတိုင်းတာချက်တွေအကုန်နိုင်ရှင်တာပါဒါဆိုလို့ရှိရင်ဆိုတော့ဒီနေရာမှာခုနပြောတဲ့ဥပမာလေးထုတ်ကြည့်အောင်ပေါ့နော်ဆန်တက်8ဟုတ်လားရေဓာတ်ဘူးဟုတ်လားရေဓာတ်ဘူးကြိုက်တာသုံးလို့ရတယ်ပေါ့နော်ရေဓာတ်ဘူးဆိုလို့ရှိရင်လည်းရေဆိုလို့ရှိရင်လည်းပဲဘာလဲဆိုတော့ physical quantity ဖြစ်ပြီးတော့တစ်ကဘာလဲဆိုတော့ number ဖြစ်မယ် u ကဘာလဲဆိုတော့u က unit ပေါ့နော်ရေဓာတ်ဘူးဘူးကဘာဖြစ်သွားမလဲဆိုတော့ unit ဖြစ်သွားလိမ့်မယ်ဒီပုံသေးနီးလေးပေါ့နော်ဆိုတော့နေ့စဉ်ဘဝမှာသုံးနေတဲ့ဆန်တဲ့8ဟုတ်လားပတ်စံ1000ဟုတ်လားပိုက်ဆန်1000ဟုတ်လား1000ကကျတော့ဘာလဲဆိုတော့ unit တစ်ကဘာလဲဆိုတော့1000ပေါ့နော်တစ်ကဘာလဲဆိုတော့နမ်းမှာပိုက်ဆန်ကဘာလဲဆိုတော့ Q အဲ့ပုံစံမျိုးလေးကွဲသွားတာမျိုးလေးပြောချင်တာပါဒါအတိုင်းအတာတစ်ခုအတွက်ပြည့်စုံရအတွက်ပေါ့နော်ကိန်းဂဏန်းနဲ့ unit နှစ်ခုစလုံးမရှိမဖြစ်လိုအပ်တယ်လို့ပြောချင်ဒါခုနပြောတဲ့အတိုင်းပဲဒီ၃ခုလုံးကဆိုတော့လိုအပ်ပါတယ်ဆိုတော့နေ့စဉ်ဘဝတွေမှာအသုံးနဲ့ဆိုတော့ဘယ်အရာပဲဖြစ်ဖြစ်ဒီမှာဆိုရင်စာကင်ထားတဲ့ခဲတန်တစ်ချောင်းဟုတ်လားနောက်တစ်ခုစာအုပ်တစ်အုပ်စာအုပ်နှစ်အုပ်စာအုပ်သုံးအင်ကြီးတစ်ထည့်ကျန်တာတွေအကုန်လုံးမှာဆိုတော့ဘာလဲဆိုတော့ဒီပုံတင်နည်းကအရင်အသုံးဝင်ပါတယ်နေ့စဉ်ဘဝတွေမှာ Q ကတူပါလဲ NU ပေါ့နော်ကဲဒါဆိုရင်ထပ်ပြီးတော့တစ်ကြည့်အောင်ပေါ့နော်တည်သွားပြီလို့ထင်ပါတယ်နောက်တစ်ခုဒီ physics မှာဆိုလို့ရှိရင်ပေါ့နော်ဒီ unit တွေရှိရဲဆရာတို့ခုနကတော့ center 8တို့ဟုတ်လားပြီးနောက်တစ်ခုအလျား10မီတာတို့အဲ့ဒီကောင်တွေနဲ့အနောက်မှာရှိတဲ့ unit ကိုထပ်ပြီးတော့ဆရာတို့ခွဲကြည့်မှာပေါ့နော်ခွဲကြည့်မယ်ဆိုရင် unit တွေကဘယ်လိုမျိုးရှိတယ်ဆိုတော့ထပ်ပြီးတော့ကြည့်အောင်အခြေခံနဲ့ဆင်ပွား unit ဆိုပြီးတော့ရှိရဲ basic unit အခြေခံကြတော့ဆရာတို့ဘာလို့ခေါ်လဲဆိုတော့ basic unit လို့ခေါ်ပြီးတော့ဆင်ပွား unit ကြတော့ driving unit လို့ခေါ်ပါတယ်အဲ့ဆိုအခြေခံ unit နဲ့ဆင်ပွား unit ဆိုပြီးတော့နှစ်ခုရှိရဲအဲ့မှာဆိုအခြေခံ unit တွေကိုဆရာတို့ကြည့်အောင်ပေါ့နော်အခြေခံ unit တွေကဘာတွေဖြစ်မလဲဆိုတော့ basic quantity လို့လည်းခေါ်တယ်အဲ့မှာဆိုအခြေခံကြတဲ့အရာတွေအလျားတို့ drag to time တို့အလျားကိုဘာလို့ခေါ်လဲဆိုတော့အင်္ဂလိပ် lunch drag to ကိုဘာလဲ mass time ကိုဘာလဲtime အချိန်ကိုကြတော့ time လို့ဆိုပြီးတော့ခေါ်တယ်ပေါ့နော်ဒါဆိုအခြေခံကြတဲ့အရာမျိုးတွေပါဟုတ်လားအလျားဆိုပါလေအလျား10မီတာဟုတ်လားအလျား10မီတာကအခြေခံကြတဲ့ unit ဟုတ်တယ်နော်နောက်တစ်ခု driving unit ကြောင့်ဘယ်လိုပုံစံမျိုးလဲဆိုတော့အခြေခံ unit တွေကိုတဲ့ပေါင်းဆက်ဖွဲ့စည်းတာပြောမယ်ဆိုတော့အဲ့ဒီအလျားတွေပေါ့နော်အလျားတွေကိုပေါင်းဆက်ဖွဲ့စည်းပြောမယ်ဆိုပုံသေးနည်းတွေနဲ့တွဲထုတ်လိုက်တာပြောတာ area ဒုတွေရှိမယ်အလျင်ရှိမယ်ဒါတွေအကုန်လုံးကတွဲထုတ်လိုက်တာပေါ့နော်အဲ့ဆိုတော့နားလည်ထားမှာတခုရှိရဲခုနပြောလိုက်တဲ့အလျား10မီတာဆိုရင်ဘာ unit လဲဆိုတော့အနောက်မှာရှိတဲ့10မီတာပါလဲ basic unit အဲ့အလျားတစ်သားချောင်းတစ်ချောင်းကအလျား10မီတာရှိရဲဆိုရင် basic unit အဲ့အလျားကိုဆိုတော့ area ရှာလိုက်မယ်ဆိုရင် area unit area ရဲ့ပုံသဏ္ဍာန်ကြီးကအလျားအမြောက်အနံအလျားအမြောက်အနံမဟုတ်လားအဲ့တွေသူ့ရဲ့ unit ကဘာဖြစ်သွားမလဲဆိုတော့ meter square ဖြစ်သွားနိုင်မယ်အဲ့ဒါတွေဘာလဲဆိုတော့သူ့ကြတော့ driving unit လို့ခေါ်လို့ရပါတယ်ကဲဒါဆိုရင်ဒီမှာကြည့်အောင်ပေါ့နော်အောက်မှာဥပမာလေးပေးထားတယ်ဒီဥပမာလေးကရိုးရှင်းတယ်ပေါ့နော် speed ဆိုတာက
ကတော့ဆိုတော့ physics ရဲ့ chapter 2မှာသင်ရနိုင်မယ်အခုလောလောဆယ်တော့တိုင်းလေးပဲမှတ်ထားပါ speed ကိုလိုချင်လို့ရှိရင်ဗာလဲဆိုတော့ distance ကိုထိုင်းနေစားတယ် distance ဆိုတာဆိုတော့အလျားပါဟုတ်လားအလျားဆိုတော့ဗာနေတိုင်းတာလဲဆိုတော့ meter နဲ့တိုင်းတာတယ်အချိန်ကြတော့ဗာနေတိုင်းတာလဲဆိုတော့ second နဲ့တိုင်းတာတယ်အမှန်ဆိုရင် speed ရဲ့ unit ကိုဆိုတော့မရှိဘူးလေအမြန်နှုန်းရဲ့ unit ဘာရှိလဲဆိုတော့မရှိဘူးအဲ့ဒါသူ့ရဲ့ပုံစံလေးလေးရှိပါတယ် speed ကိုလိုချင်လို့ရှိရင် distance ကိုထိုင်းနေတာ distance unit ကဗာလဲ meter 10 unit ကဗာလဲ s ဖြစ်သွားတဲ့အချိန်မှာ s ကအပေါ်ရောက်တော့ per second လေးပြောင်းသွားပါတယ် per second လေးပြောင်းတော့ meter per second အဲ့ဆို speed ရဲ့ unit ကဗာလဲဆိုတော့ meter per second အဲ့ဒီလိုမျိုးရလာတဲ့ unit ကိုဘာလို့ခေါ်လဲဆိုတော့ driving unit လို့ခေါ်ပါတယ်ကဲဒါဆိုရင်ပြန်ပြီးတော့ပြောပြမယ်နော်ဆိုအကြမ်းမြင်လေးမှတ်ထားရမယ်ဆိုရင်ဘာမှအသွင်မထုတ်ဘဲနဲ့ရလာတဲ့ကောင်မျိုးဆိုရင်ဘာလဲဆိုတော့ basic unit တိုင်းတဲ့ပုံစံတိုင်းပဲရှိရဆိုတော့အလျား10 meter တစ်သားချောင်းတစ်ချောင်းဟုတ်လားတစ်သားချောင်းတစ်ချောင်းကအလျား10 meter ရှိရဲအဲ့ဆိုရင်သူကဘာလဲဆိုတော့ basic unit အဲ့ဒီတစ်သားချောင်းကို area ရှာလိုက်တော့မယ်အဲ့ဒီတစ်သားချောင်း10 meter ရှိရဲကောင်ကို area ရှာမယ်ဆိုလို့ရှိရင်ဒါတော့သူအလျားမြောက်အနံမြောက်ဖြစ်တဲ့အတွက်သူကပြောတဲ့10 meter အလျားမြောက်အနံဖြစ်တဲ့အတွက် meter နှစ်ခါမြောက်တော့ဘာဖြစ်မလဲဆိုတော့ meter square ဆိုပြီးတော့ပြောမယ်ဆိုရင်ပုံတင်နည်းကိုထည့်ပြီးတော့ဒီ area တော့ volume တော့ velocity အဲ့လိုပုံတင်နည်းတွေကိုထည့်ပြီးတော့တွက်ထုတ်လို့ရလာတဲ့ unit တွေကဘာလဲဆိုတော့ driving unit ဟုတ်လားပုံတင်နည်းရောမထည့်ဘဲနဲ့သူ့ဟာနဲ့သူမူရင်းပုံစံရှိနေတဲ့ unit ဆိုပါလဲဆိုတော့ basic unit ဆိုပြီးတော့ဆရာတို့မှတ်ထားလို့ရပါတယ်